Yo sub ဒါတော့ကျွန်တော်ရဲ့ Bub 5 Volume 4ဘန်ကောက်ခီးစဉ်မြန်မာကိုစားပြုနေတဲ့တွားရောက်ရှင်းပြခဲ့တဲ့ခီးစဉ်ပဲဖြစ်ပါတယ်ကတော့ဘန်ကောက်ရောက်ပြီးတော့နေ့လည်စာဆွဲမဲ့စီစဉ်လေးပဲဖြစ်ပါတယ်ဒါတော့ရီကိုရဲ့စားနေမှုနော်ရှယ်လဲကဲရူဒီပဲဒီခံစားရလဲဟုတ်ကောဘယ်လိုခံစားရလဲမရောက်တယ်ရမ်းပြောဒီနေ့ကျွန်တော်စန်ဒရဝတ်တော့မယ်ဒီပါတော့မှာ session လုံးမယ် session လုံးမယ် 5 session တော့မယ်ကျွန်တော် session မှာဆက်တွေ့ကြတယ်နော် fighting အဲ့လေ yeah boy ကဲမင်းသားရောက်လာပါဘာမှရှာနေဘနာနာကြောက်ရှိဘနာနာငါပြောတီးပြောင်းနေကဲတွားကြမယ်ကိုလူကဲ fighting ကဲကိုကန်ဒီ fighting အဲ့တော့ကျွန်တော်ရဲ့ organizer ကြီးအလုပ်တွေလုပ်နေရတယ်အားလည်းပြောစီကောညမ session ညမ session ပြီးညမငါထွက်မှာငါတနေ့မလုပ်လို့ကြာဘယ်ပိုင်းညမထွက်တာ ဘာမှမလုပ် Okay, let's go. Yeah. ခုကတော့စက်ဖဝကိုတွားနေတာပါဟုတ်တယ်ကျင်းတာမကျင်းတာဒါလူကြီးနာဆိုင်ပါဆိုတော့အဲ့လေကိုတော့ကျွန်တော်ပတ်ပြီးပြီဆိုတော့အခုတော့ကျွန်တော် session ကိုဒိုးမှာဖြစ်ပါတယ်ဘယ်လိုခံစားရလဲဒီနေ့ပါတီ session ဘယ်လိုခံစားရလဲတော့ပါလေဒီ session ဘယ်လိုခံစားရလဲအိုက်တာပဲ nice nice is it session ဘယ်လိုခံစားရလဲအားရှယ်တော့ nice yo let's go qua choppy မင်းသားခုကတော့ session B ကျွန်တော်တို့ job fair နိုင်မှာပဲကျွန်တော်တို့ဝင်နေရဖြစ်ပါတယ်ဒါတော့ပတ်ထိုင်ဒါဖြစ်ပါတယ်ရှင်းပြပေးပါဦးဒါဘာနဲ့လောက်ထားရလဲဆို ဒီမထိုင်တာนี่ဆိုင်တိုင်း Oh my god wow တားတော့เนาะပြောမှဆိုတာတော့ကက်ကြီးကြိုက်ပေါ့เนาะဒုတိယကက်ကြီးကြိုက်